ရုပ်တရက်လန်သွားရင်ထခုန်တဲ့သူရှိလားတချို့ဆိုရင်ရောင်ပြီးဆဲတတ်ပါတယ်ဒါကအသိစိတ်လွတ်ပြီးတော့ခန္ဓာကိုယ်နဲ့အုံနောက်ကသူ့အလိုလိုထိန်းချုပ်လိုက်လို့ဖြစ်ပါတယ်လန့်ပြီးတော့ရောင်អော်တတ်တာလူတွေနဲ့နိုးတိုက်တဲ့တော်အများစုမှာပဲတွေ့ရတယ်လို့သိရပါတယ်ပညာရေးဆိုင်ရာသုံးနှုန်းတွေကတော့ started reflex started reaction နဲ့ started response ဒီလိုတွေသုံးကြပါတယ်နောက်ကနေတိုးလိုက်လို့ရုပ်တရက်ရှေ့ကနေပေါ်လာလို့ jump scare တစ်ခုကိုတွေးလိုက်လို့လန့်သွားတဲ့ခါမှာအုံနောက်ရဲ့အန်ရဲ့အချက်ပေးစနစ်တစ်ခုဖြစ်တဲ့ amygdala အစိတ်ပိုင်းကနိုးကြလာပါတယ် amygdala အစိတ်ပိုင်းဟာတစ်စက္ကန့်တောင်မရှိရဲ့အချိန်ခဏလေးအတွင်းမှာတုံ့ပြန်နိုင်စွမ်းရှိရဲ့ survival instinct မှာ survival instinct ဆိုတာကကြတော့လူတွေမှာမွေးကလေးကပါလာတဲ့ fight flight or freeze reaction ဆိုတဲ့ဘေးရန်တွေမှာလွတ်မြောက်ဖို့ရုပ်တရက်တုံ့ပြန်မှုလို့အတိတ်ပဲဖွင့်လို့ရပါတယ်လန်သွားတဲ့ခါမှာအုံနောက်ကခန္ဓာကိုယ်ကိုကာကွယ်ဖို့အတွက်မသိစိတ်အခြေအနေနဲ့အရင်တုံ့ပြန်လိုက်လို့လန့်ခုန်မိတာပဲဖြစ်ပါတယ်တတိထားကြည့်ပါလက်ခုံတဲ့အခါမှာဂုတ်ပုတ်ပြီးခုံလိုက်တာတွေရှိသလိုခန္ဓာကိုယ်ကြုံကွေးပြီးခုံလိုက်တာတွေလည်းရှိပါတယ်ဒါကအမှန်တကယ်အန္တရာယ်ရှိလားမရှိလားဆိုတာမဆုံးဖြတ်နိုင်ခင်မှာခန္ဓာကိုယ်ရဲ့အသက်အန္တရာယ်ရှိနိုင်တဲ့ level နံရိုးနဲ့ရင်ဘတ်ပိုင်းတွေကိုကာကွယ်လိုက်တာဖြစ်ပါတယ်ဒါတွေအလုံးက amygdala စိတ်ပိုင်းကမသိစိတ်အခြေအနေနဲ့ခန္ဓာကိုယ်တစ်ခုလုံးစေခိုင်းပလိုက်တာပါနောက်တစ်ခုကရောင်ပြီးអော်တာပါဒါ survival instinct ရအနီးနောက်မှာရှိတဲ့သူတွေကိုအချက်ပေးဖို့ဖြစ်ပါတယ်ပြအကူအညီမတောင်းနိုင်ခင်မှာငါတော့အန်ရကြုံနေရပြီလို့သတိပေးလိုက်တဲ့သဘောပါပဲပြီးတော့ဒီလိုရုပ်တရက်ထအော်လိုက်ခြင်းအပြင်အန်ရပေးနိုင်တဲ့အကောင့်ဆိုရင်လည်းလန့်ပြေးအောင်ဖြစ်ပါတယ်ဒါတွေအလုံးကမွေးကလေးကပါလာတဲ့ survival instinct ကြောင့်ပါပဲတချို့ကရောင်ပြီးဆဲတတ်တာရောဘာလို့လဲခုနကတောက်လျှောက်ပြောခဲ့သလိုပဲ amygdala အစိတ်ပိုင်းအသက်ဝင်နေသလိုတစ်ဖက်မှာခန်းစားချက်အလျောက်အလိုလိုပြောထွက်တဲ့ပန်ဆဲကန်ကလေးကအသက်ဝင်နေပြီးတော့ပါဇက်ထဲရှိတာကိုရွတ်စေတာပဲဖြစ်ပါတယ်တရခန်ကတော့အုံနောက်ကိုအရေးပေါ်အခြေအနေမှာအလိုလျောက်ဝင်ထိန်ချုပ်တဲ့ limbic system ကြောင့်ပဲဖြစ်ပါတယ်အဲ့ဒီ limbic system ထဲမှာစိတ်တိုင်းထွာတဲ့စကားလုံးတွေတူလောင်ထားပါတယ်ဒီတော့ limbic system ကသူ့ထဲမှာတူလောင်ထားတဲ့စိတ်တိုင်းထွာတဲ့စကားလုံးတွေကိုပန်ဆဲကန်ကလေးကအစိတ်ပိုင်းကိုသုံးပြီးတော့ပါဇက်ကနေရွတ်စေတာဖြစ်ပါတယ်တခြားစကားလုံးတွေကိုပြောလို့မရဘူးလားဆိုရင်တော့ဇပွဲကင်မရာလိုမျိုးတာမန်စကားလုံးတွေကိုတင်ထားတဲ့ပုံစံနဲ့စိတ်တိုင်းထွာတဲ့စကားလုံးတွေကိုတင်ထားတဲ့ပုံစံကမတူပါဘူးဒါကတော့နောက်မှပြောပြပါမယ်ဒီနေ့ကတော့ဒီလောက်ပါပဲနောက်ပိုင်းမှာလည်း fashion media ကိုပြန်လည်မျှဝေပေးပါမယ် Hi Story